はい、皆さんこんにちは。ဒီနေ့မှာကတော့ပေါ့နော် N1 မိမိခါတာအပွဲတူ grammar ပေါ့နော်အဲ့ဒါရဲ့ name 1 grammar လေးကိုအခုလေ့လာကြလိုက်ကြရအောင်နော်ကဲအဲ့ဆိုရင် name 1 grammar လေးအကောင်းစဉ်တွေကကြတော့ရအီနာရနော်နောက်တစ်ခုကကြတော့ရပေါ့နော်သုံးနှစ်ခုလုံးကအဓိပ္ပာယ်တူတူပဲလှုပ်လိုက်တာနဲ့တပြိုင်တည်းလို့ပေါ့နော်ဒီခန်းကြီးလေးကကိုဒီ N3 N2 မှာခဏခဏမြင်ရတယ်လीเนาะသွားကြတော့ hit ရဲ့ခန်းကြီးလေးပေါ့နော်သူပါလို့ရှိရင်အငင်းလို့ကိုလိုယူလို့ရတယ်ပေါ့နော်သူ့ကိုဒီတလုံးနဲ့အတန်ထွက်မယ်ဆိုရှင်တော့ e ရတို့ e နာတို့ထွက်လို့ရတယ်ပေါ့နော်ဒီ grammar မှာဆိုလို့ရှိရင်ကိုက e နာနဲ့ထွက်ပြီးထားပါပေါ့နော်အားကြောင့်မလို့သူရဲ့အပြည့်စုံကကြတော့ရ e နာရဆိုပြီးတော့ဖြစ်သွားမှာပေါ့နော်ရ e နာရ e ရလို့လည်းအတန်ထွက်သေးရပေါ့နော်သူကဲအဲ့ဆိုရှင်ကိုကကြည့်လိုက်ရအောင်သူတလုံးနဲ့ရဆိုပြီးတော့လည်းအတန်ထွက်လို့ရသေးတယ်เนาะဒီ grammar တဲ့ဆယ်စုစုခုလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူ့ကို G short K နဲ့ပဲတွဲလိုက်ပေးမယ်နှစ်ခုစလုံးပေါ့နော်ရ e နာရရောရရောG short K တွေ dictionary form တွေနဲ့ပဲတွဲလိုက်ပေးမယ်တဲ့ကဲသူရဲ့စစ်စွပ်မယ်လေးကိုဖတ်ကြည့်လိုက်ရအောင်နော် A ရ E နာရ B ဆိုတာကတော့တဲ့ A ကစုတုတော့စုငုနီ B ကိုしたတယ်နော်ကဲအဲ့ဆိုအကိုတွေဒါလေးကိုပဲမှတ်ထားရမှာပေါ့နော်ဒါလေးကိုမှတ်ထားရမယ်N1 ရောက်လာပြီး N2 N1 မှာဆိုလို့ရှိရင်ကိုတွေgrammar တွေပေါ့နော်ဒါလေးကိုဒီဂျပန်လိုမှတ်တာပို့ပြီးတော့ရှင်းလိုက်မယ်ပေါ့နော်မြန်မာလိုမှတ်တာတက်စားလို့ရှိရင်အဲ့တော့သူရဲ့အဓိပ္ပာယ်က A စုတော့စုငုနီ B ကိုしたနော်အဲ့တော့ A ကိုလွှဲလိုက်တဲ့ပြိုင်နဲ့ B ကိုလုပ်တယ် B ဖြစ်သွားတယ်ဆိုတော့အဓိပ္ပာယ်ရတဲ့ grammar ဖြစ်ပါတယ်တဲ့နောက်တစ်ခါကျတော့ A の動作に続いて B の動作がすぐに行われるဆိုရဲပေါ့နော်ပြောချင်တဲ့အခါသုံးပါတယ်တဲ့ A ရဲ့လုပ်ဆောင်မှုကပေါ့နော်လှုပ်လိုက်တဲ့အခါမှာဆက်လက်ဖြစ်ပွားလိုက်တဲ့အခါမှာဆိုလို့ရှိရင် B ဆိုတဲ့အဖြစ်အပျက်ကလည်းချက်ချင်းကိုဖြစ်ပွားသွားတယ်ဆိုတဲ့ပုံစံမျိုးကိုသုံးချင်တာလို့ပြောပါနော်ပြီးတော့သူကကျတော့ khaki koto ပါပေါ့နော်အရေးသားဆန်ပေါ့နော် N2 N1 မှာသင်ရတဲ့ grammar တွေကအရေးသားဆန်တဲ့စလုံးတွေကများတယ်ပေါ့နော်နေ့စဉ်စလုံးတွေမှာမသုံးဘူးကိုယ် email ပို့တာတို့ customer service အနေနဲ့ပေါ့နော်ဒီမျိုးအထူးအဲဝင်ဆောင်တဲ့အကားသုံးနှုန်းနေပြီးတော့ TV စီစဉ်တွေမှာကြီးညာရဲပေါ့နော်သတင်းကြီးညာတွေပါဘူးပေါ့နော်အဲ့လိုခိုင်မှာပဲသုံးတယ်ပေါ့နော်အပြင်ဒီလက်တွေ့လောကဒီလက်တွေ့စကားပြောမှာဆိုရင်တော့ဒီမျိုးကြီးကသုံးတာနည်းနည်းလေးတမျိုးကြီးဖြစ်နေမှာပေါ့နော်အရင်မှာတဲ့သုံးနှုန်းနေဆိုလို့ရှိရင်တော့ဒါဆိုဒီ grammar ဟာတဲ့ဖြစ်ပြီးသားအကြောင်းအရာတွေမှာပဲသုံးတာကြောင့်မလို့အဲ့ဒီ grammar တွေကပေါ့နော်ကိုတွေအတိတ် form နဲ့ past tense နဲ့ပို့ပြီးသုံးတာများတယ်ပေါ့နော်တနဲ့ပို့ပြီးတော့အသုံးများတယ်နောက်ဒီမှာလည်းပြောထားတယ်ရအီနာရနိုင်နာနီတပေါ့နော်ဖြစ်ပြီးသွားပြီဆိုတဲ့အဖြစ်အပျက်တွေကိုကိုတွေပြောတာဖြစ်တဲ့ကြောင့်မလို့ past tense နဲ့သုံးမယ်တဲ့နော်အဲ့ဆိုအောက်မှာရေးပြီးထားပါနော်ရအီနာရကိုရနဲ့လေးလေးသုံးပြနိုင်တယ်တဲ့နော်အဲ့ဆိုရအီနာရနဲ့ရနဲ့စိတ်ကြိုက်သုံးလို့ရတဲ့အဓိပ္ပာယ်တူတူပဲပြောနော်ကဲအဲ့ဆိုကို ribbon လေးဖတ်ကြည့်လိုက်ရအောင် ribbon 一番မှာကြတော့ A ပြီးတော့食べるやいなや体がかゆくなったတယ်နော်အဲ့ဆိုပဇွန်စားလိုက်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်ကရားလာခဲ့တယ်လို့ပြောတာရမယ်နော်ကဲနောက်တစ်ခုနိဗ္ဗာန်ကကြတော့အောက်မှာလည်းခန္ဓာနာနိယုံကိုနဲ့ဆက်စမဲလုပ်ထားပါနော် A ပြီးတော့食べるとすぐに体がかゆくなったလို့ပြောနော်နောက်တစ်ခုကကြတော့အကိုတွေ薬を飲むやいなや腹痛が治ったတယ်နော်အဲ့ဆိုဆေးကိုတောက်လိုက်တာနဲ့တပြိုင်နက်ဘိုက်အောက်နာကတက်တာသွားခဲ့တယ်လို့ပြောတာရမယ်နော်စမ်းပန်ကကြတော့ဒီအောက်က ribbon လေးကကိုယ့်ဘာကိုယ်ပဲဖတ်လိုက်တော့နော်အဲ့ဆိုခန့်တို့ကျော်က ENI ခိုင်လူရအီနာယနော်ဂိမ်းမှုကိုဟာချင်မေတာနော်ကောင်မလေးကတဲ့ဒီအိမ်ကိုပြန်ရောက်တာနဲ့တပြိုင်နက်ဂိမ်းကိုစတင်ပြီးတော့ဆော့တယ်လို့ပြောနော်ဆော့ခဲ့တယ်လို့ပြောဒီမှာဆိုရှင်ကို past tense လေးနဲ့သုံးထားရပါနော်လွယ်ပါတယ်နော် N1 grammar အဲ့လောက်မရှုံဘူးနော်ရုံးပန်ကကြတော့ခါတယ်ကဆိုတော့ news ကိုခိခုရအီနာယနာခိတာしたတယ်နော်အဲ့တော့သူကအဲ့ဒီသတင်းကိုကြားရပြီးချင်းမှာပဲတပြိုင်နက်ငိုချလိုက်ခဲ့တယ်နာခိတာဆိုတာငိုချလိုက်တာပေါ့နော်ရှောရင်းငိုချလိုက်တာပြောခေါ်ပံမှာကြတော့ယာမတာခွန်ကဂျူညောကဟာဂျီမာရူယာအီနာယနေမှုတေရှိမတာရယ်နော်အဲ့တော့ဒီယာမတာကပေါ့နော်ဒီလက်ချချင်းစတာနဲ့တပြိုင်နက်တယ်တော့အိပ်ပျော်သွားတယ်အိတ်ငိုက်သွားတယ်လို့ပြောတာရနော်ကဲအဲ့ဆိုလို့ချင်းကိုတွေဖတ်စာအုပ်လေးကိုတစ်ချက်လောက်သွားကြည့်လိုက်ရအောင်ရမနော်ဖတ်စာကဲဖတ်စာအုပ်လေးမှာကအကိုတွေဒါလေးကမရှင်းတော့ဘူးเนาะကိုရှေ့က notes မှာရှင်းပြီးသွားပြီဆိုတော့အဲ့ဆို rebel 一番လေးကိုဖတ်မယ်ကိုနော်အဲ့ဆိုဆိုတာကခုရာကုနာရူယာအီနာယာအိုးစပုနောအမေကဖူဒီဟာဂျီမေတာတယ်နော်အဲ့ဆိုတော့အကိုတွေကောင်းကင်ရတဲ့မှောင်လာတာနဲ့တပြိုင်နက်ပေါ့နော်မှောင်လာတဲ့ချက်ချင်းကိုပဲအိုးစပုနောအမေဒါကြောင့်အိုးစပုနော်စပုဆိုတာအစိတ်အစံလေးကိုပြောပါနော်အဲ့ဆိုအရှိကအိုခိခန့်ရတွေ့တော့အစိတ်အစံအကြီးတွေဆိုမိုးတိပေါက်အကြီးကိုပြောပါနော်အိုးစပုနောအမေဆိုတော့မိုးတိပေါက်မိုးဆက်ပေါက်အကြီးတွေကတဲ့ကြွလာရွာကြလာခဲ့တယ်စပြီးတော့ရွာလာခဲ့တယ်လို့ပြောတာနော်မိုးတက်မဲရွာလာခဲ့တယ်လို့ပြောတာပေါ့နော်အဲ့ဆိုနိဗ္ဗာန်ကကြတော့先生が教室に入るや否や学生たちはおしゃべりをやめたတယ်နော်အဲ့ဆို
ဆရာကပေါ့နော်ဒီစာသင်ခန်းထဲကိုဝင်လိုက်တာနဲ့တပြိုင်နက်တဲ့ကျောင်းသားတွေကစကားပြောတာကိုရက်လိုက်ခဲ့ကြတယ်လို့ပြောတာရမလားဒီမှာဆိုလို့ရှိရင်လည်းကိုတာဖောင်နေနဲ့ပဲသုံးထားရနော်ကဲအဲ့ဆိုစာပန်ကိုကြည့်အောင်နော်ခါဆိုင်ဟာစင်းတော့ဘေလူကနာဒူရရှောပိုရှိတချီဝဟေယာနီsorry ဟေယာကိုတိုဘီတာရှိတာနော်အဲ့ဆိုဒီခါဆိုင်ဟာစီဆိုတာကြတော့မီးလာမှုဖြစ်ပွားတာကိုပြောပါနော်နော်ဘေဒူဆိုတာကြတော့ခေါင်းလောင်းကိုပြောတာနော်အဲ့ဆိုမီးလာမှုဖြစ်ပွားနေဆိုခေါင်းလောင်းပေါ့နော်အဲကျောင်းနေထိရုံးနေမှာဆိုလို့ရှိရင်ဘောနော်မီကိုတွေကွာဒီမျက်နှာချက်ကိုတက်လာနေမျက်နှာချက်ပေါ်မှာမျိုးဘောနော်မီကိုဖတ်တဲ့ sensor ဆက်ကလေးရှိရပေါ့နော်အဲဆက်ကလေးကမီကိုနဲ့ထိရဆိုလို့တတ်မှတ်ထားတဲ့မီကိုဟိုတိတ်သီးစားနဲ့ထိရဆိုလို့ရှိရင်သူကရေရီကြွာချဟိုနော်ရေရီပေါ့နော်ဘယ်ပြောမလဲဖြန်းပြီးတော့သူအတန်နေလဲပေါ့နော်အလုံးဝမီလောက်နေပါလေဆိုရင်အတန်အကျယ်ကြီးတွေပေါ့နော်ဟိုဘဲမြည်လာပေါ့နော်အဲ့လိုမျိုးကြီးရှိရပေါ့နော်အဲဆိုဒီမီလောက်နေရဲ့အချက်ပေးပေါ့နော်ခေါင်းလောင်နဲ့နားဒုစာမြည်ရအောင်ပြောနော်မြည်လာနဲ့တပြိုင်နက်တဲ့ရှောဘိုးရှိတာရှိဝရှောဘိုးရှိတာချီဝဆိုတော့ဒီမိသက်သမားတွေကတဲ့ဟဲယာကိုတိုဘီတာရှိတာဒီအခန်းထဲကိုချက်ချင်းကိုရောက်လာခဲ့ကြတယ်နော်တိုဘီတာရှိတာကြတော့ခုံထွက်လာခဲ့ကြဆိုတော့ဒီမှာအတင်းပြောင်ဘာသာပြန်မယ်ဆိုလို့ရှင်တော့ဒီချက်ချင်းကိုအတင်းဝင်လာခဲ့ကြတယ်ချက်ချင်းရောက်ရှိလာအလော်ကြီးနဲ့ရောက်ရှိလာကြတယ်လို့ဆိုပြီးဘာသာပြန်ပေါ့နော်။ဒါဆိုရှင်ယွန်းဘက်မှာကြတော့デパートが開店するや否や待っている客たちはバーゲン会場に殺到したတယ်နော်။အဲ့ဆိုဒီကုံတိုင်းမှာတဲ့ကုံတိုက်ကပေါ့နော်開店するや否やစိုင်ဖွင့်တာနဲ့တပြိုင်နက်ဖွင့်လိုက်တာနဲ့တပြိုင်နက်တဲ့待っている客たちはနော်စောင့်နေကြတဲ့ customer တွေကတဲ့ဘာဂန်ခိုင်ကျော်ဆိုတာအထူး short ဈေးပေးထားတဲ့ဒီရောင်းတဲ့နေရာကိုပေါ့နော်အဲ့ကိုတွေစတိုးရှိတာနော်စတိုးစုစုဆိုတာကြတော့တိုးပြီးတော့ဝင်တာပြုံပြီးတော့ဝင်တာကိုပြောတာပေါ့ရနော်ကဲဒီနေ့ grammar လေးကကြတော့ယာအီနာယာနိုင်နာနီရပေါ့နော်လှုပ်လိုက်တာနဲ့တပြိုင်ရဲဆိုတဲ့ grammar လေးကိုသင်လိုက်ကြတယ်ကဲနောက်တဲ့ video မှာဆိုလို့ရှိရင်ကိုတို့နိဗ္ဗာန်ရဲ့ grammar လေးကိုဆက်ပြီးတော့သွားမယ်နော်